ပြန်လည်မွေးဖွားလာတဲ့အခါကျွန်တော်ပထမဆုံးလုပ်ခဲ့တာကကြောက်တုံးတစ်လုံးကိုဓာတ်ရိုက်မျိုးချလိုက်ခြင်းပဲဖြစ်တယ်။လူအားလုံးရှိမှတော့ကျွန်တော်ကိုအရန်ချစ်တဲ့မိန်းကလေးတစ်ယောက်ကိုအသက်ရှင်နေတဲ့မွေတစ်ကောင်မျိုးချခိုင်းခဲ့တယ်။အားလုံးကကျွန်တော်ယူသွားပြီလို့ထင်ကြတယ်ဒါပေမဲ့သူတို့မသိခဲ့တာက10 မိနစ်မပြည့်ခင်မှာပဲကမ္ဘာလုံးဆိုင်ရာဇီဝဗေဒပြောင်းလဲမှုကြီးဖြစ်ပေါ်တော့မယ်ဆိုတာပါ။လူသားအားလုံးဟာပြောင်းလဲမှုမတိုင်ခင်နောက်ဆုံးစားခဲ့တဲ့အစားအစာလိုက်တဘာဝလွန်စွမ်းရည်ရရှိသွားမယ်။အရင်ဘဝမှာကပ်ပေးမဖြစ်ခင်ကျွန်တော်စားခဲ့တာကမက်တန်ပေါင်တစ်လုံးရလက်ကတော့မာနာသုံးပြီးမွေးထူထူတိုးမွေးတွေဖန်တီးနိုင်တဲ့စွမ်းရည်ပဲအစောပိုင်းမှာတော့အေးခဲတဲ့ရာသီဥတုထဲမှာအသုံးဝင်ခဲ့တယ်ဒါပေမဲ့မျိုးပြောင်းတဝါတွေပုံမခိုင်းမှလာတယ်လို့ကျွန်တော်ဟာတက်ရန်စောင့်နေတဲ့တိုးကလေးတစ်ကောင်လိုဖြစ်သွားခဲ့တယ်ဒါကြောင့်ဒီတစ်ချိန်ပြန်လဲမွေးဖွားလာတဲ့အခါကျွန်တော်ပြင်ဆင်မှုအပြည့်အစုံလုပ်ထားပြီးသားပါအရင်ဘဝမှာမြို့တောင်ဘက်ရှိအန်တီကီဆိုင်ရှင်ရဲ့ခွေးလေးတစ်ကောင်ဟာတိုင်တက်လို့အင်အားကြီးမားလာတာကိုမြင်ခဲ့ဘူးတဲ့နောက်မှသိခဲ့တာကခွေးလေးဟာဆိုင်ရှင်ကိုကာကွယ်ရင်းဂျိတ်ကြောက်တစိတ်ကိုမတော်တဆမျိုးချခဲ့တာကြောင့်ပဲဖြစ်တယ်။အန်နာကိုသူမရဲ့အိမ်မွေးမျိုးချခိုင်းရတဲ့အကြောင်းကတော့အန်နာဟာကျွန်တော်ကိုအချစ်ထားတဲ့အတန်းဖော်ပါ။အရင်ဘဝပြောင်းလဲမှုဖြစ်တဲ့အချိန်မှာသူမကအင်အားကြီးမားတဲ့ရေခဲစွမ်းရည်ရရှိခဲ့ပြီးကဘာပြက်ကာလာထဲမှာအသက်ရှင်နိုင်ခဲ့တယ်ဒါပေမဲ့အတုံးမဝင်တဲ့စွမ်းရည်နဲ့ကျွန်တော်ကိုမစွန့်လွတ်ပဲကာကွယ်နေခဲ့ပြီးနောက်ဆုံးတော့နှစ်ယောက်စလုံးဆိုးရွားစွာတေဆုံးခဲ့ရတယ်။ဒီတစ်ချိန်မှာတော့သူမကိုပိုပြီးခိုင်မာတဲ့စွမ်းရည်ရရှိစေခြင်းနဲ့